ကဲကျွန်တော်ချစ်မိတ်ဆွေတွေခရမ်းမြေကို VIP ရက်ကွက်ထဲမှာနေကျင်တဲ့ချစ်မိတ်ဆွေများအတွက်ကျွန်တော်ဒီနေ့ VIP ရက်ကွက်ထဲမှာ standard ရှိလုံးဝအိမ်ကောင်းကောင်းလေးနဲ့တစ်လုံးနဲ့ကျွန်တော်ချစ်မိတ်ဆွေများကိုကျွန်တော်မိတ်ဖက်ပြင်မယ်နော်ခေါ်ဖို့ထားတဲ့ V ကလည်းကျွန်တော်ကြက်ပိန်းပုံပေါင်းကိုအလျှော်တင်းရှိတယ်ဗျာနော်လုံးဝဒါပထေးတွေနေတဲ့ရက်ကွက်ထဲမှာကျွန်တော်မိတ်ဖက်ပြန်ပြောတာဒါကတော့ကျွန်တော်ပြည်ဦးလူမျိုးရက်ကွက်ကြီး9ရက်ကွက်ကြီး9ထဲမှာတည်ရှိတယ်ရက်ကွက်ကြီး9ဆိုရင်ပြည်ဦးလူမျိုးမှာဒါလူတိုင်းပြည်ပါနော်ဒီနေရာနေထားဆိုလူတိုင်းပြည်ပေကျယ်ကလည်း60 80 VIP ရက်ကွက်ထဲမှာတည်ရှိမယ်နော်အိတ်ခမ်းအနေနဲ့ကျွန်တော်တို့အိတ်ခမ်းကပါဝင်တဲ့အိတ်ခမ်းကဘာစတာဘတ်တွန်းတစ်ခမ်းဖင်ကယ်2ခမ်းပြီးတော့မိဖို့ကန်ဧကန်ဖျားကန်နော်ကျွန်တော်ထဲထဲကတော့နည်းနည်းလူလေးနေလို့ကျွန်တော်ထဲထဲမှာပြရတယ်နော်ဟုတ်ကဲ့left key တွေကလည်းကောင်းတယ်နေရာနေထားတွေကလည်းကောင်းတယ်ဒီနာကကျွန်တော်တို့ဒါ VIP ရက်ကွက်ဒါမြို့လေကောင်လို့လည်းပြောလို့ရတယ်နော်ခရမ်းပတ်တန်းဘာညာပါကအကုန်ချန်အောင်ပဲနော်စိတ်ဝင်ပါရင်ကျွန်တော်ရဲ့ cherry မျိုးတော့အိတ်ချမ်းမျိုး hello လိုက်ပါအလုံးကျေးဇူးများကြီးပါတယ်ဘိုင်